နူးညံ့တဲ့နှခမ်းပေါ်မှာချစ်သမီးလေးအမြဲတမ်းသိမ့်ပိုက်ပင်ရစေသာဘာမဆိုရင်ဆိုင်ငါတိုက်ခိုက်ဖို့အသင့်အနေအထားပျော်ရွှင်ပါစေတဲ့လုံးသမီးလေးရဲ့သူပါဟိုသမီးအတွက်အရာရာခံယူရဲ့ခဲ့သည်ဟိုလုံးသားရတနာတစ်ပါး